သင်တို့ကြည့်ဖို့လေဂျီလီချန်ရဲ့တမက်စကားကသင်တို့သိထားသလိုဇလန်တက်တက်မဟုတ်ပါဘူးယူရှင်းပါစကားနောက်ွယ်မှာတရုတ်ဆောင်တဲ့အသက်ဘေးနဲ့ကြုံနေရတဲ့ဖြစ်ရမှန်းနေသင်တို့တစ်ခါမှမကြားဘူးသေးတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေပါတယ်ဆိုတော့ဂျီလီချန်လိုတမ်မနီလူသားတရားဘာကြောင့်ရိုက်ခွဲပေါ်မှာတတိလက်ပြီးတော့ဆေးရုံတင်လိုက်ရတာလဲသူတို့ဘယ်လိုတွေခက်ခက်ခဲခဲနဲ့အသက်နဲ့ရင်းပြီးတော့မှရိုက်ကူးခဲ့ကြရတာလဲဆိုတာသိရင်ဒီကားကိုကြည့်ရတဲ့အရာကအရင်နဲ့လုံးဝကွာခြားသွားပါလိမ့်မယ်ဆိုတော့ဘာတွေဖြစ်ခဲ့ကြရလဲဆိုတာကိုသိဖို့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်လိုက်အောင်များဒီဇလန်ဟာတရုတ်ပြည်ရဲ့ပထမဆုံးဧကရစ်ချင်းရှီဝမ်ရဲ့လက်ထက်ကိုအခြေခံထားတာပါဇာကားတွေကစစ်သူကြီးမုံကြီးဆိုတာတကယ်သမိုင်းမှာတကယ်ရှိခဲ့တဲ့သူပါသူဟာမင်းကြီးရဲ့အယုံကြည်ရဆုံးအကြံပေးဖြစ်တယ်လို့သူအသက်ခံလိုက်ရတဲ့အချိန်မှာချင်းမင်းဆက်ဟာစတင်ပြိုလဲခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ရုပ်ရှင်ထဲကလိုကောင်းငင်မှာပြန်ဝဲနေတဲ့နန်းတော်ကြီးတကယ်ရှိသလားသမိုင်းပညာရှင်တွေအဆိုအရချင်းရှီဝမ်ရဲ့ကုတင်ချိုင်းဟာအခုထိဘယ်သူမှမဖွင့်ရသေးတဲ့နှက်ဆိုင်နဲ့ပြည့်ဝချက်တွေရှိနေတော့မှာပဲရုပ်ရှင်တွေကလိုမာဂျူရီမြစ်တွေနဲ့ဆယ်ရန်ရတွေရှိနေနိုင်တယ်လို့ယူဆကြပေမဲ့စွမ်းငင်အားမဲတဲ့နန်းတော်ကတော့နှုတ်ပညာဆက်ဆံဖန်တီးထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ဧကရိဟာမသေးသေးကိုရှာဖွေရင်းပြဓာစိတ်တင်ပြီးတည်ဆုံးခဲ့ရတာကတော့ငင်းလို့မရတဲ့သမိုင်းအမှန်ပါပဲအမှတ်ရဆုံးကတော့ကော်ဆက်ရုံတိုက်ပွဲပါအဲ့ဒီအခန်းမှာသူသုံးခဲ့တဲ့ကော်တွေကတကယ်စက်မှုသုံးကော်တွေဖြစ်ပါတယ်ဆိုတော့ရိုက်ကွင်းရိုက်ပြီးချိန်မှာတော့သူ့ရဲ့အရှိပြားတွေဟာဒီကော်တွေနဲ့တူကပ်ပါလာနေပြီးတော့မှခွာထုတ်ခဲ့ရပါတယ်ဆိုတော့နောက်ထပ်မယုံနိုင်စရာတစ်ခုကကုသိန်းချိုင်းအခန်းကိုရိုက်ကူးတဲ့အချိန်မှာအပူချိန်ဟာ0 degree Celsius အောက်ကိုရောက်နေရပါဒီချမ်းနဲ့မင်းသမီးခင်ဟီဆွန်တို့ဟာပါလော်ရဲ့ဝတ်စုံတွေနဲ့ရပ်ပေါင်းများစွာရိုက်ကူးခဲ့ရပြီးအေးတံပြစ်ထန်လို့နှစ်ယောက်လုံးတတိလက်သွားတဲ့အထိဖြစ်ခဲ့ရပါတယ်သူတို့နှစ်ယောက်လုံးကိုဆေးရုံအရေးပေါ်တင်လိုက်ရတဲ့အထိဒီဇက်ကားဟာအသက်ဘေးနဲ့နီးစပ်ခဲ့တာပါဒါလည်းမကသေးပါဘူးဇက်ကားတွေကမြင်းစည်းတိုက်ပွဲတွေမှာပါဝင်တဲ့စစ်တီတော်တွေဟာအယုတ်တွေမဟုတ်ပဲတကယ်တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ကစစ်သား1000ကျော်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်ပြီးတော့ဒီဇက်ကားဟာအရှာထမမနဲ့မကပဲအိန္ဒိယမှာပါအရန်ပောက်ခဲ့ရပါအကြောင်းရင်းကတော့တရုတ်မင်းသားနဲ့အိန္ဒိယမင်းသမီးမာလီကာရှီရာဝတ်တို့သူတို့နှစ်ဦးကိုတွဲဖက်မြင်ရလို့ပါပဲနောက်ပြီးစိတ်ဝင်စားစရာတစ်ခုကအင်ဟီဆွမ်ဟာဒီဇက်ကားရိုက်တဲ့အချိန်မှာတရုတ်စကားတစ်လုံးမှမတက်ပါဘူးတရုတ်စကားမတက်ဘဲနဲ့သူဟာဒိုင်ယာလော့စာသားတွေအလွတ်ကျပြီးပဲရိုက်ခဲ့ရတာဖြစ်ပါတယ်ပြီးတော့မှပဲသူတို့ကစတူဒီယိုကန်ထဲမှာပြန်ပြီးတော့ editing လုပ်ခဲ့ရတာပါဒါပေမဲ့သူတို့ဂျာက chemistry ဟာဘာသာစကားကိုကြော်လွန်ပြီးကမ္ဘာလုံးကချစ်သူတွေကြားမှာထာဝရအမှတ်တရသချင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်ဒီသချင်းကိုလည်းမင်းသမီးကကိုရီးယားဘာသာစကားနဲ့ဆိုပြီးတော့ဂျကီချန်ကတရုတ်ဘာသာစကားနဲ့ဆိုထားတာဖြစ်ပါတယ်ဆိုတော့ဒီတမက်ဆိုတာအချစ်ဇလန်နေမဟုတ်ပါဘူးတာဝန်နဲ့ဂတိအကြောင်းကိုပြောသွားတာပါစစ်သူကြီးမုံကြီးဟာမင်းကြီးအပေါ်ထားတဲ့သစ္စာမင်းသမီးလေးကချစ်သူအပေါ်ထားတဲ့နှစ်ပေါင်း2000ကျော်ဂတိမင်းသမီးလေးဟာသူမစောင့်နေတဲ့မုံကြီးမဟုတ်မှန်းလည်းသိသွားရောသိလိုက်တဲ့အချိန်မှာပဲခစ်တဲ့ကဘာကိုမလိုက်တော့ပဲဂူထဲမှာပဲသူမရဲ့အချစ်စစ်ကိုထာဝရစောင့်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်ဆိုတော့ဒဏ္ဍာရီဆိုတာတစ်ခါတလေမှာအဆုံးသတ်လှခြင်းမှလှပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီထဲမှာပါဝင်တဲ့ခံစားချက်တွေကတော့ထာဝရရှင်တန်နေမှာပါဒီကလိုမိတ်ဆွေတို့ကမင်းသမီးလေးနေရာမှာဆိုရင်ရောခစ်တဲ့ကဘာကိုလိုက်လာမှာလားဒါမှမဟုတ်ဂူထဲမှာပဲအချစ်စစ်ကိုဆက်ဆောင်နေမလားကွန်မန့်မှာပြောခဲ့ကြအောင်နော်မစ္စတာဇော်ကိုလည်း like and subscribe လေးလုပ်ထားဖို့မမေ့နိုင်ဘူးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် Thanks for watching.